အပြားဘယ်နှပြားပါလဲဆိုကိုစလိုက်ရတော်တော်ဝူဝါဒူရှူရှာဖြစ်သွားတယ်ဘာလို့ဆိုအာရင်းတို့က group chat တဲ့ကိုစလိုက်ရဲ့ group ကလည်းကိုစလိုက်ရဖြုတ်ထားတယ်အာရင်းကလည်း group chat ကိုဖြုတ်ထားတယ်ဒါပေမဲ့အာရင်းကကန်ကောင်းစွာနဲ့ group chat တစ်ခုထဲမှာကြံနေခဲ့တယ်အာရင်းက group chat တစ်ခုထဲမှာကြံနေခဲ့တယ်group chat တစ်ခုထဲမှာကြံနေခဲ့တဲ့အခါကျတော့အဲ့ group chat ကနေပြီးတော့မှဒီအဲ့လိုအပ်တယ်လို့ all like တာနဲ့သူတို့ကရှာပေး screenshot ယူထားတဲ့လူတွေကရှာပေးတယ်ပေါ့နော်ဒီလူတွေကအရင်းကိုပြန်ပြီးတော့မှဒီ screenshot တွေပြန်လာပေးတယ်ပေါ့ဆိုတော့မေယူကလည်းသူ့မှာရှိရဲ့ slip တွေလာပေးတယ်တချို့ကလည်းသူတို့အလိန်ခံထားတဲ့ဟာလေးတွေအရင်းကိုလာပို့ကြတယ်ပေါ့ဒါပေမဲ့လာပို့တဲ့ဟာအကုန်တာတင်ရင်တက်လုံးဒီတတောက်တ냐ပုံပြင်လိုမျိုးသူ့အော်ကိုအော်နဲ့ရှင်းလို့လည်းပြီးမှမဟုတ်ဘူးအဲ့ဒါနဲ့အရင်းကမေယူပြောတယ်စီရင်လဲစစ်စရာမလိုတော့ဘူးရှင်းလေးပဲတစ်ခုပဲလိုတယ်အဲ့ဒီရဲ့မတူပြောတဲ့ဟာတစ်ခုရှာပေးလိုက်စစ်ကနေရေးတဲ့စစ်ကနေမှရေးတယ်ပေါ့နော်စစ်ကနေရေးတဲ့ဘတ်တတောင်းကကိုမိုက်ကယ်ပါဆိုတဲ့ဟာရှာပေးလိုက်ဘတ်တတောင်းကကိုမိုက်ကယ်ဆိုတဲ့ဟာရှာပေးလိုက်ရေးသူပြောတယ်ဘတ်စလစ်တောင်မလို့ဘူးသူစစ်ကိုတောင်းပန်ခိုင်းမယ်အဲ့ဆို Post မြန်မာnew channel မှာချူဆိုပါရယ် real dollar ရတွေပါဝေးနိုင်ငံရေးစီးနာကိုတစ်စပီတော့မဖြစ်တဲ့ track like and subscribe လုပ်ထားပြီးပါရဲ့သောဆိုအပ်ပါရယ်မိုက်ကယ်လည်းရှုံးပြီစစ်လည်းရှုံးပြီရှာပေးလိုက်ပြီးသွားပြီဆိုတော့ဘတ်တတောင်းကိုစစ်ပြောတယ်ဆိုတဲ့ဟာမဟုတ်ဘဲနဲ့တခြားဘသူပြောလို့ပြောမှမသိ group chat ကအရှေ့ကြီးဆိုတော့ group chat မှာကိုမိုက်ကယ်ရဲ့ဘတ်တတောင်းကိုဘန်စလစ်ပေါ်မှာဘတ်တတောင်းကိုမိုက်ကယ်လို့ရေးပြီးပြန်ပို့ပေးပါစီးရင်ကိုယူနေတဲ့လူကပို့ခိုင်းတာနေမှာပေါ့အဲ့လိုစီးရင်စစ်နေတဲ့လူပို့ခိုင်းတာအာရင်းထင်တာမေယူပဲဖြစ်လိုက်မယ်အဲ့လိုမေယူစစ်တာလားဘသူစစ်တာလဲအာရင်းစစ်တာလားအာရင်းကတော့စီးရင်စစ်ရိုးထုံးစံမရှိဘူးပြေးလားပြေးတယ်အရှိရှိရမဖြစ်နဲ့နင်တို့ပြေးတယ်မဟုတ်လားအေးပတ်စံရောက်သွားပြီမဟုတ်လားအေးအဲ့ဆိုပြီးပြီပေါ့အေးလောက်ပဲအာရင်းကလှုပ်ခဲ့တာများတယ်ငွေ group ထဲကိုလည်းအကုန်မကြည့်ဘူး group ထဲမှာလည်းအရောက်တွေအများကြီးဆိုတော့ရေးတဲ့ဟာတွေလည်းအရန်များတယ်ရေးတဲ့ဟာတွေလည်းအရန်များတော့အာရင်းကိုတွေကလည်း group ထဲကထွက်ထားတာဖြစ်တဲ့အတွက်မမြင်ရဘူးနောက်ပြီးတော့တခါမှလည်းစီရင်မစစ်ဘူးဒါအမှန်တိုင်းပြောတာတခါမှစီရင်မစစ်ဘူးဘာဖြစ်လို့ဆိုစစ်စရာလည်းမလိုဘူးဘာလို့စစ်စရာမလိုအောင်ပတ်စံမပြည့်ဘူးမပြည့်အမြဲဆက်ရတာကြီးပဲဖြစ်တဲ့အခါကျတော့စီရင်စစ်တဲ့အလုပ်ကိုတိတ်တခါမှမလုပ်ခဲ့ဘူးဒီတစ်ခေါက်ကလည်းဒီဘတ်တတောင်းဆိုတဲ့ဟာကသွားကိုသွားထားတယ်ဆိုတာတေချာပေါက်တိနေလို့သွားထားတယ်အဲ့ဘတ်တတောင်းသွားထားတဲ့စီရင်ကိန်တဲ့လူကဆေးဖြစ်တယ်နော်ဆေးကိုဆဲတာလည်းမပါဘူးဆိုတာလည်းမပါဘူးဘတ်တတောင်းသွားထားတဲ့အထဲမှာဆေးဖြစ်တယ်ဆေးကလည်းဆက်တွယ်ရအခုချိန်မှာပြဿနာတက်ထားတော့ဆက်တွယ်ရခက်တယ်ဆိုတော့ဘတ်တတောင်းကစီရင်ကိန်နဲ့စီဘန်စလစ်တွေကနေတွားထားတာဖြစ်တဲ့အတွက်တွားရမယ်ဇွန်းလင့်ကတော့ဒီ link မှာနော်ဒီမှာဒီစရေးစာရွက်တွေနဲ့ဒီလိုဖြတ်ပါတယ်ဒါအော်တော့မတ်သူကဒါဖြတ်တာမဟုတ်ဘူးတဲ့တူအော်တိုပြုတ်တယ်တဲ့အဲ့အကောင့်ကစလစ်တွေကအော်တိုတူပြုတ်တယ်တဲ့မတ်သူကတခါလာရှင်းပြတယ်အော်ဒါသူတို့ဖြုတ်တာမဟုတ်တူပြုတ်တယ်အေးပြုတ်ပါစေကွာတူပြုတ်သွားပြီနော်ဒါလည်းပြီးသွားပြီဒီလောက်ပြီးနေတဲ့ကိစ္စကိုကိုစလိုက်နဲ့သူနဲ့စကားပြောတာလေအကောင်အာရင်းနဲ့ပြောတာလေအကောင်ဘာကိစ္စလိုက်ထားလွှဲရတာလဲဘာကိစ္စလိုက်ထားလွှဲတာလဲသူတို့မှစည်ရေးမရှိဘူးဆိုပြီးတော့မှအဲ့အောက်မှာအဲ့မှာမာဂျူရီတို့နော်မိုးမင်းကြီးတို့ကအောက်ကနေဝင်ပြီးတော့မှဟိုဖက်ကိုလက်ခုပ်ပြေးတီးလိုက်ဒီဖက်ကိုလက်ခုပ်ပြေးတီးလိုက်နဲ့အောက်ကနေဟိုဖက်ကိုမီးပင်လိုက်ဒီဖက်ကိုမီးပင်လိုက်နဲ့စီအောက်ကနေစီရလဲအမလေးအဲ့ဒါမှန်ပါတယ်မာဂျူရီဘာဖြစ်နေကြဖြစ်နေဆိုစီနော်စီရလို့ဖြစ်လာတာအာယာမိသားစုတွေညပခုံးထန်းတင်ပြီးခဲ့တာနော်အာယာမိသားစုတွေစီရလို့ဖြစ်လာအောင်လို့ပခုံးထန်းတင်ပြီးခဲ့တာနင်ကဒေါ်အာရီကိုစော်ကားရှင်နေစော်ကားလို့ရတယ်အာမိသားစုကိုနင်စော်ကားရှင်နေစော်ကားလို့မရဘူးနော်နင်ရဲ့စောက်ဆက်လန်းကိုလေငါတို့ကလေမပြောရှင်ဘူးလိုက်ကနေငါတို့မပြောရှင်ဘူးနဲ့ငါတို့နေနေတာကြာပြီနင်မတ်တူကိုလည်းတော့အာကုန်းနေတယ်နော်မတ်တူနဲ့လည်းမဆိုင်ဘူးခုနကတော့ကမတ်တူပြောတယ်အကောင့်ကတူနဲ့မဆိုင်ဘူးတူရဲ့အဖွဲအစည်းလည်းမဟုတ်တဲ့အတွက်တူဝင်လည်းမပြောဘူးဖွင့်ပေးပြီးတူထွက်သွားတယ်တူဝင်မကြည့်ဘူးတဲ့နောက်ပြီးတော့မှဒီနောက်ဆုံး group ရဲ့အဖွဲ့တွေကလည်းတူဖွဲ့ပေးတာမဟုတ်ဘူးတဲ့ဟိုအရှိကဟာလည်းတူမဖွဲ့ပေးဘူးတဲ့ဆိုတော့ဒီစရင်ကိန်နဲ့ group chat ထဲမှာပဲစရင်ရှင်းတာ group chat ကိုadmin လောက်တဲ့လူကဘာတူလဲဆိုတော့ admin လောက်စရာမလိုဘူးတဲ့ group ကတူလောက်တာတဲ့ဒါလောက်လူပေါင်းအများကြီးကို group ကတူလောက်လို့ရသလားလို့ဒါဆို group ကတူလောက်လို့ရတယ်ဆိုရင်မာရီအကောင့်ကျသွားတယ်ကွာဒါဆိုတတိယအကောင့်ဖြစ်သွားပြီဒီအကောင့်ဆိုရင်ဒါတတိယအကောင့်စစ်နဲ့မတ်တူနဲ့အာရင်းနဲ့ခင်ခဲ့တဲ့ဟိုပထမအကောင့်ဆိုတာလေပြုတ်ကျသွားပြီမရှိတော့ဘူးနော်အကောင့်ကလုံးဝကျသွားပြီဒုတိယအကောင့်လည်းကျသွားပြီဒါကတတိယအကောင့်ဒီအကောင့်ကို
ဒီဒုတိယအကောက်ကိုပထမအကောက်ကျသွားလို့ဒုတိယအကောက်ကိုဒီ group ထဲပြန်ဝင်ဖို့ငါဆဲလိုက်လို့ကျသွားပြီဟဲ့လို့ပြောပြီးတော့မှဒီ group ထဲကိုပြန်ဝင်ဖို့တော့ဆေးဆေးကအမရဲ့ group ကိုပေးပါကျမကိုပေးပါအမအကောက်ပေးပါအမအကောက်ကိုသူ့ကိုပေးမှတူကနေမှအဲ့ group chat ထဲကိုဘသူ့ကိုသွားထည့်ခိမ့်မယ်ဆိုသွားထည့်မှငါအဲ့ group ထဲကိုပြန်ဝင်လို့ရနင်တို့ group ထဲမှာငါ leader လို့ဖြစ်တာရုပ်ပြပြီးပတ်စံတောင်းပေးတဲ့အစ်စ်မှာပဲရှိရဲ့နော်ရုပ်ပြပြီးပတ်စံတောင်းပေးတဲ့အစ်စ်မှာလည်းရှိရဲ့ငွေလည်းမကိမ်ဘူးစီရေးလည်းမကိမ်ဘူးငွေလည်းမကိမ်ဘူးစီရေးလည်းမကိမ်ဘူးငွေကိမ်စီရင်ကိမ်နေစောက်ပြဿနာတက်တဲ့ငါကအလဲကနေရှင်းပေးနေတဲ့ဟာကိုရှုပ်ပါတယ်မရင်းကလိုက်ပေါ်ကပြောတဲ့စကားရှင်းနဲ့နောက်မညီပါဘူးမတ်တူကရှင်းနဲ့နောက်မညီပါဘူးဆိုတော့ဘာမညီတာလဲနင်တို့စလစ်လိုချင်တာမလားအဲ့စလစ်ကိုငါတို့အာရဖွဲ့ကနင်တို့ထုတ်ပေးလိုက်ပြီးသွားပြီလေအဲ့ဒါဆိုအဲ့စလစ်ရလာရင်မတ်တူကမဆေးဆေးကိုတောင်းပန်ပေးလိုက်ပေါ့ငါနင့်ကိုအပ်ပေးတယ်လို့မရဘူးလို့နော်အဲ့ဒါတောင်းပန်ပေးလို့မရဘူးလားဘာလိုက်ထားလင်းစရာအကြောင်းရှိလဲဘာစောက်အတန်တွင်းပြီးတော့မှစောက်အတန်ရှေရှာစရာစောက်ကြောင်းမရှိဘူးငါအတန်ကနင်တွင်းစရာတော့မလို့ခုနှစ်ရှိတန်ပါလဲတော်လည်းရေးစကလေးကငါအတန်ကိုစိတ်မလာတွင်းလိုက်တယ်ငါအတန်ငါးလွာអော်နေတဲ့အတန်ကအောက်ဆုံးမြင်းကြီးထပ်ထိကြားရတယ်ငါကပိုးရှိုးကွယ်ရှုံးနဲ့ပုတ်ပုတ်လုံနေတာလည်းမဟုတ်ငါကစီတနာနဲ့အော်တူလာခေါ်တယ်ကိုစလိုင်းမတူကညှိပေးမယ်ပြောတယ်စကားကောင်းပြောလိုက်အောင်ပြောတာနင်ပဲမြေပြင်သွားတဲ့ပတ်စံIR ပတ်စံဘယ်နှပြားပါလို့လဲဆို IR ပတ်စံဘယ်နှပြားပါလို့လဲဆိုတာစစ်စစ်ရ IR လူဟဲ့ IR လူမလို့ IR စင်ကိတ်လို့ကြားကိုရောက်သွားတာရှင်းတယ်နော်ဆိုတော့ကျမပဲပတ်စံပေးလိုက်တာဆိုတော့မတူကအဲ့စကလုံးပြောလိုက်တာနဲ့ကိုစလိုက်ကဝူဝါဒေါ်တိုင်းရှူရှာထွက်ပြီးတော့မှ group မှာတော့ပြော group ကအဖွဲ့တွေကလည်းစိတ်တူတယ်ဘာဖြစ်လို့လဲဆိုတော့စစ်စစ်ကြားသွားဖို့ကိုရှိတာလေးတွေအကုန်လုံးရှွတ်ရှောက်Irene ကလည်းရှိသမျှရွှေတွေရောက်ကြိုက်တာရအောင်နောက်ဆုံးရွှေရောင်းရတဲ့ပတ်စံတော့ငါမိဘတွေလိုတာတော့မလွဲနဲ့နေမဲယူသွားလိုက်ကြားကပိုရေးကြီးနေတယ်ကြားကလေးတွေမလောက်ဘူးစစ်ချောင်စခန်းမှာထမင်းတွေကျွေးနေတာမလောက်ဘူးအိမ်တွေစောင့်ပထမတစ်ချိန်ကြားသွားလဲပေးတာပဲဒုတိယအချိန်ကြားသွားလဲပေးတာပဲနောက်တစ်ချိန်ကြားသွားမယ်ဆိုတာတော့မှရှိတာတွေအကုန်လုံးဖြုတ်ကြဆိုပေးတာဆိုတော့ကြားသွားတဲ့ပတ်စံမရောက်ဘူးဆိုတဲ့စကလုံးမှာပဲကိုစလိုင်းကဝူဝါရှူရှာဖြစ်ရောဒေါ်လာကြီးထွက်ရောအဲ့ကတည်းကကိုစလိုင်းကထအော်တယ်အမကတော့ကိုစလိုက်လဲကောင်းရှင်းပြမလို့မတ်တူသူကောင်းသူစကားပြောပြမလို့ဘသူကစီရင်ကိန်းတာလဲဘသူကငွေကိန်းတာလဲအရင်တော့ကလည်းဒီကိုမိုက်ကကိစ္စဖြစ်သွားလဲကိုစလိုက်ကဟာမလူဘူးလူတဲ့အပြတ်မပြောနဲ့မဲနဲ့ဆုံးဖြတ်ဘယ်နှမဲကကိုမိုက်ကယ်ကိုလူမဲဘယ်နှမဲကကိုမိုက်ကယ်ကိုမလူဘူးဆုံးဖြတ်မဲနဲ့ဆုံးဖြတ်ကြဆိုမှမဲနဲ့ဆုံးဖြတ်ခဲ့ကြတာမဲနဲ့ဆုံးဖြတ်ပြီးမှတသိန်းမလူဘူး1000လောက်တော့ဆိုရင်တော့ဘာမှပြဿနာမရှိ1000လောက်တော့လူလိုက်ပါဆိုတော့1000နဲ့စီရင်ပြတ်သွားတာဆိုတော့မေယူကလည်းသူလိုက်ပေါ်တက်လာပြီးရှင်းပြမယ်မမဆုံးမြတ်ကလည်းလိုက်ပေါ်တက်ပြီးတရက်ကျမတို့စကားကောင်းပြောပါမယ်ရှင်းပြမယ်လို့သူပြောပြီးသွားပြီစကားကောင်းပြောရှင်တော့ welcome ပဲခုနကတော့ကစကားကောင်းပြောသလိုနဲ့ခက်တီတီနဲ့ဝင်လာပြီးအတန်တွင်းတာတို့နော်ဟိုဟာလောက်တာတို့ဒီဟာလောက်တာလို့ဆိုနေ့ရဲ့အဆင့်တန်းပဲအားကြတော့ကိုစလိုင်းလည်းတက်လာမှာမဟုတ်ဘူးခုနကကိုစလိုင်းတော်ဒေါ်လာထွက်တာလေဟာကျွန်တော်နဲ့အမနဲ့ဒီမှာပြောနေတာတော့မပြီးသေးဘူးမတူနဲ့ဆေးဆေးကလိုက်လွင့်ပြီးပြောနေပြီတဲ့မရင်ဒါလားစီရင်ရှင်းမှာအမကအမတ်မရှိဘူးဆိုမှမရင်ပဲအစဲခံတယ်မရင်ကအမတ်မရှိဘူးတဲ့ဒီမတ်တူဆိုတာကိုယုံပြီးကျွန်တော်နဲ့လာရှိတ်ပေးသေးတယ်တဲ့မတူကိုတိုင်ကတဲ့စကားတော့ဆုံးအောင်မပြောသေးဘူးမှာအနောက်မှာလိုက်လွင့်နေပြီတဲ့အာရင်းနဲ့မတူနဲ့ကိုစလိုက်နဲ့3ယောက် join တဲ့နေရာမှာမတူစင်သွားပြီးအာရင်းနဲ့ကိုစလိုက်စကားမပြတ်သေးဘူးမဟုတ်ဘူးကိုစလိုက်ဒီလိုအာရင်းကလည်းဒီဟာတင်ထားတယ်အာရင်းကလည်းစကားပြောတဲ့ချိန်မှာဒါပြောထားတယ်ဆိုသူဒါလို့ရှင်နဲ့ဒါလို့ရှင်နဲ့အတွက်သူအဲ့ဒါသူ့ကိုပေးလိုက်ပြီးသွားပြီဇက်လန်းရှင်းသွားပြီဣဆိုစစ်စစ်ကိုမတူကတောင်းပန်ခိုင်းလိမ့်မယ်စစ်စစ်ကတောင်းပန်မယ်ဣဆိုတကိစ္စပြီးသွားပြီငါစီလဲပြောစရာမလိုတော့ပြီးသွားပြီဇလန်းအဲ့နာတင်ပြီးသွားပြီကိုစလိုက်ကိုရှင်းပြနေခမရကရှင်းပြနေတော့ပဲရှိသေးတယ်ဟောမှာမတူနဲ့စစ်စစ်လိုက်လွတ်နေဆိုတော့အာရင်းကခဏနေမေယူကစစ်စစ်ကိုဖေဘာပေးတယ်မတူတို့ကိုဖေဘာပေးတယ်ခဏနေမေယူကလာကောတယ်ခဏနေကိုစလိုက်ရလဲရောင်ပြန်ပြီးဒီမိန်းမတွေကအတန်ရှည်လို့ရှင်လို့ခမည်းစီလာတာခမည်းကျုပ်ကိုပါခေါ်တွင်းပြီးတော့ recording တွင်းကိန်းပြီးတော့မှဒီမိန်းမတွေပြောတာကိုလက်ခံမယ်ဆိုတခါနောက်တစ်ခါထပ်ပြောမှကိုစလိုက်ရလဲ complain ရောဆိုတော့နီနုကညှိနေရှင်တာလား recording တမင်တွင်းဖို့တမင်ပွဲစပြီးစိတ်တူအောင်လုပ်ပြီး recording တွင်းဖို့လာတာလားပွဲစုအောင်လုပ်ဖို့လာတာလားကိုတေချာတုံးတက်ပြီးမှငါတို့ဖွဲ့စီကိုပြန်လာဆိုတော့ရှင်းပြောရရင်တော်လရေးဟိုအစကနေဒီအချိန်ဒီနေ့ဒီအချိန်ဒီငါစီမှာအကောင့်လေးနေတာပြောင်းသွားတာစီးရင်ကိန်းနေတာပြောင်းသွားတာစေးပြီးရင်ကိုစလိုင်းတို့အုပ်စုစီးရင်ကိန်းနဲ့ငွေကိန်းနဲ့အကောင့်ကိန်းနဲ့ဘတ်စေးကိုယ်တိုင်ကဘတ်အကောင့်ဝယ်ပါလို့ပြောလို့ကျမဘတ်အကောင့်ပေးမသုံးနိုင်တော့ဘူးလို့ပြောချလိုက်လို့
မထွက်ခင်ကလေးကသူ့ဘန်ကောက်ပေးမသုံးပါဘူးပြောလို့ကိုစလိုင်းတို့ကအကောင့်ရှာဝယ်တဲ့အချိန်မှာနောက်ဆုံးဝယ်မရတော့ကလေးလေးကိုမုတ်ဖို့1000ပေးမယ်ဘန်ကောက်ရောင်းငါတို့ရဲ့ဖုန်းထဲကို install အကုန်လုပ်မယ်ဆိုမှအဖွဲရဲ့အားလုံးထဲကို install လုပ်မယ်အချိန်မီ bank statement ထုတ်လို့ရတဲ့အကောင့်ဝယ်တယ်ဆိုပြီးတော့မှ bank account အစ်စ်ဝယ်လိုက်တာနော်အဲ့ဒီကလေး bank account ဖွင့်ထားပေးရဲ့ကလေးကစင်ကာပူမှာနော်ထိုင်းမှာကြောင်းတက်တဲ့ချိန်သူ bank account အစ်စ်ဝယ်ထားပေးတာဖြစ်တဲ့အတွက်ကိုစလိုင်းကအဲ့ဒါကိုရှင်းပြရှင်လို့ဆိုပြီးတော့မှကိုစလိုင်းကတက်လာတဲ့အချိန်မှာအဆုံးထိမရောက်ပဲနဲ့တဝက်မှာတင်ပြီးသွားတယ်အရင်းကလည်းစိတ်ညံတယ်မတ်တူကလည်းစိတ်ညံတယ်အဆုံးထိမရောက်လိုက်ဘူးနောက်ဆုံးမှာကရားကိုလူတဲ့ထဲမှာ IR family မပါဘူးဆိုတော့စစ်စစ်က IR family အောက်ကနေကရားကိုသွားပြီး IR family ကဘယ်နှပြားပါလို့လဲဆိုတော့မတ်တူရဲ့စကလုံးတစ်လုံးနဲ့ကိုစလိုင်းကဒေါ်လာတွေထွက်ပြီးစလစ်ကြီးတွေနဲ့နင်တို့ရဲ့စေးစေးက IR ထွက်တယ်မထွက်ပဲနဲ့တကောတော့စေးစေးဆိုပြီးအလူခန္ဓာဒီမာဆိုစလစ်တွေသူကအများကြီးထုတ်ပြမှုတကယ်ကတော့ IRN စီမှာမရှိဘူးအမှန်တိုင်းပြောရင် IRN စီမှာမရှိဘူး IRN ဘဒုကိုမှ recording မယူသလိုဘဒုရဲ့စလစ်ကိုမှ IRN မရှိဘူး IRN ကခေါင်းထဲမှာမှတ်ညံရှိတဲ့ဟာပဲអော်လိုက်တယ်အဲ့អော်တဲ့ဟာကိုအနောက်ကလူတွေကတက်တေးလာပေးတယ်ဒါပဲဆိုတော့ IRN စီမှာစလစ်မရှိဘူးခုနတော့ကစေးစေးအနောက်ကနေတကောတော့စေးစေးဆိုပြီးတော့မှIR family ရဲ့ member ဝင်ရဲ့ပတ်စံလို့စစ်စစ်ရဲ့တကူတော်ပတ်စံလို့နဲ့တောင်းပြီးတော့မှသူ့တကူတော် slip ပေးတဲ့ slip တွေကတကယ် customer တွေ complain ထားတဲ့ဟာတကယ်လူသူတွေက complain ထားတဲ့ဟာ IR family ကလာစဉ်ကြီးပြန်တောင်းတဲ့အချိန်မှာဒီငွေတွေကပေးပြီးပြီဆိုပြီးမှတက်တဲ့ပြဿနာကိုစလိုင်းကရှင်းပြပြီးဒီငွေတွေကခမည်းကကြားရောက်သွားတာပဲဆိုတဲ့စကလုံးတစ်လုံးနဲ့ဖော်ချလို့ချောချလို့မရဘူးဆိုပြီးတော့ဟိုကစက်တိုက်ပြောနေတဲ့အချိန်မှာမတ်တူကဆင်းသွားတယ်ဆိုတော့အရင်ပြောချင်တာအစအဆုံးပြဿနာကိုရှင်းရှင်တာလားရှုပ်ရှင်တာလားဟိုရှုပ်တီရှုပ်ဖို့ recording တွင်းဖို့တက်လာတာဆိုရင်လာမခေါ်နဲ့လာလည်းမပတ်တဲ့နဲ့နင်တို့ရှင်းရဲတယ်တတိရှိရထိုင်းနိုင်ငံကိုလာရှင်းလို့ခေါ်တဲ့စကားတိုင်းပဲငါတို့လာရှင်းတဲ့လူလာရင်စေးစေးကိုယ်တိုင်လိုက်ပြီးတော့မှဗန်မှာ spell statement ထုတ်ပြီးရှင်းကြပါเนาะဆိုတော့အဲ့ဒီဟာတွေအကောင်လုံးကမလုံးနိုင်ဘူးထင်ပြီးနင်တို့ order ဖြစ်တဲ့အတွက်လောက်ပြမယ်လောက်ပေးမယ်လာပြီးတော့မှဘတ်စလစ်တောင်းတဲ့ချိန်ကျရင်လိတ်လာလိုက်အနောက်ကနေလေအလကားနေနေလေလာမပြောနေတော့เนาะဆိုတော့စကားကရှင်းနောက်မညီဘူးဆိုတော့ရှင်းနောက်ညီရလောက်အောင်နင်ကိုယ်တိုင်ကရှင်းနောက်ညီလို့လားနင်ကဒီရဲ့ group chat ကြီးကိုငါ့ကိုတွင်းဖို့တော့မှနင်းစီမှာစီစီကငါရဲ့အကောင့်အစ်စ်ကိုယူပြီးနင်းစီမှာသွားတောင်းနေရတွင်းပေးတယ်အဲ့အကောင့်ထဲမှာနင်ကိုယ်တိုင်ကဘယ်လိုလူပါနင်ကိုယ်တိုင်မိတ်ခဲဝင်ပြောတယ်နင်ကိုယ်တိုင်ပဲအဲ့ group ရဲ့ member ပေါ်မှာတင်ပေးတယ်ပြီးတော့နင်က group chat ကိုနင်မလုပ်ပေးဘူးနင်ကနာမည်အတုံးခံရတာဆိုနင်ကိုယ်တိုင်ကရှင်းတော့ညီလို့လားကိုယ့်ဟာကိုယ်စဉ်းစားလိုက်ဆိုတော့ရှင်းတော့ညီခုနတော့ကမတ်တူပြောတော့ဗောနော်ဟိုပတ်စံပါလဲပတ်စံရဲ့ slip ပေါ့ဒီစစ်စင်းမပါဘူးပါတယ်ဆိုတဲ့ slip ပေါ့အဲ့ဒီရဲ့ slip မှာမိုင်ရင်လိုက်မှာပြောသွားတဲ့စကားနဲ့အခုဒီ slip ကဟာနဲ့မညီဘူးလို့ပြောချင်တယ်ဆိုရင်တခါတည်းပြောလိုက်မယ်နော်မိုင်ရင်ဒီမှာကိုမိုက်ကယ်ရဲ့ပတ်တတောင်း slip ဒီမှာကိုမိုက်ကယ်ရဲ့Zoom meeting ကိုတက်ထားတဲ့ဟာဆိုပြီးတော့မှမရင်တင်ခဲ့တော့မတူတို့ပဲကြောင်ရောက်နေလေမရင်တင်ခဲ့တာကြာပြီအဲ့ကလေးကမချင်းမဲနဲ့အခု3ဘက်ကြာမှ recording တွင်းဖို့တမင်လာပြီးရှင်းတာဆိုတော့ sorry ပဲနောက်တစ်ခုမဆုမြတ်တင်ထားတဲ့အထဲမှာသွားကြည့်နော်ဒီဘုံနကားကိုမရင်တို့ကိုသူတို့ကိုအကုန်လုံးဒီမိုက်ကယ်ရဲ့ဒီဘက်လေးတိန်အစည်းအဝေးဆိုတဲ့ meeting ကိုကျမတို့တက်ခဲ့တယ် Zoom ကိုတက်ခဲ့တယ်နော် Zoom ကိုတက်ခဲ့တယ်အဲ့တက်ခဲ့တဲ့ Zoom link ကြီးမှလည်းရေးထားတယ်နော်မိုက်ကယ်ရေးပေါ်နော်ကယ်ဆယ်ရေးဆိုပြီးတော့ရေးထားတာလားဘာလားမသိဘူးငါတို့လည်းမကြည့်ဘူးဆိုတော့ငါတက်တယ်ငါလှုပ်တယ်ငါအဲ့နေရာသွားတယ်ငါ1000လူတယ်ငါတိတာတာပဲငါ1000လူတယ်အဲ့1000လူတဲ့အတွက်ငါရဲ့အာယာဖွဲ့ကလည်းအာယာဖွဲ့နာမည်ပါနေတဲ့အတွက်အဲ့1000ရဲ့ slip တွေတက်တွေကိုသူတို့ကြံနေခဲ့တဲ့လူ screenshot ယူထားဘူးတဲ့လူတွေကလာပို့ပေးတယ်အဲ့ဒါကိုငါ Facebook ပေါ်တင်တယ်အဲ့ဒါမှမကျေနပ်ဘူးနော်လိုချင်နေဆိုရင်လွယ်လေးစစ်စစ်ရဲ့ bank statement နှစ်လစာထုတ်လိုက်သူဘယ်တော့မှမထုတ်ရဲဘူးမထုတ်ဘူးမပြောနဲ့ငွေကိန်းထားလားအာယာမိသားစုရဲ့ငွေကိန်းဆိုပြီး तू အများဆုံးကိန်းခဲ့တာဆိုတာ तू ပဲဆိုတော့ तू ထုတ်ရမှာ तू မထုတ်ရဲဘူးဆိုကြလေ तू မဟုတ်လို့ပဲဆိုတော့အနောက်ကနေမေယူကလည်းစိတ်တူပြီးတော့မှ iron ကို screenshot တွေလာမပို့နဲ့မရင်မေယူကိုလည်း block တယ်အဲ့လိုပဲခုနမတ်တူစာမင်းဆိုတဲ့အကောင့်နဲ့လည်းနင်းဝင်လာစရာအကြောင်းမရှိဘူးနင်းစောက်လို့လည်းမဟုတ်ဘူးနင်းကိစ္စလည်းမဟုတ်ဘူးနင်းကငါတို့လက်ခံပြီးစကားပြောပြီးနင်းကိုစလိုင်းကိုကရားကို
IR ရဲ့ငွေဘယ်နှပြားပါလဲဆိုတဲ့နေ့စကားတစ်ခုတည်းနဲ့နင်အဆင်မရှိဘူးအဲ့အတွက်ကြောင့်မို့နင့်ကိုပါဘလောက်တယ်မလာနဲ့ IR မိသားစုရဲ့လာစဉ်ကြီးလူတွေကိုအနောက်ကနေမသွားပြီးတော့မှအစင်ပြေမယ်လို့ခတ်သေးသေးထင်နေတဲ့နင်တို့စစ်စစ်ရဲ့ပဇွန်အုံနောက်ကသေးသေးလေးလူကြီးတွေကမပြောရှင်လို့ပြောတာစောက်အားရလို့ပြောတာနင်တို့စောက်ဖက်လို့ပြီးတော့လာပြောဖို့စောက်ရှိန်မရှိဘူးဆိုတော့နှစ်ချက်လုံးပြောပြီးသွားပြီနံပါတ်1အာယာမိသားစုကအချိန်မလောက်ဘူးငါတို့ဇွန်းတက်ဖို့ခဏခဏပြောတယ် live တက်ဖို့ခဏခဏပြောတယ်အချိန်မလောက်ဘူးနောက်တစ်ခုရှင်းတောင်ရဲ့အလူကြားထဲမှာဝင်လာတဲ့အတွက်ငါတို့ရှင်းတောင်တအုပ်လုံးရှင်းတောင်တက်နေတယ်ရှင်းတောင်ကတိန်း100ကြော်ရတဲ့အတွက်အဲ့တိန်း100ကြော်ကိုစုဆက်ပြီးတော့မှငါတို့ရှင်းတောင်ကိုပေးတယ်ဒီကြားထဲမှာငါတို့ကရင်နီရကလေးတွေစာတင်နေတဲ့ကလေးတွေအတွက်အလူငွေလိုတယ်ဆိုလို့ကိုယ့်နဲ့ကိုစုပြီးလူကြတယ်ငါတို့အလူတစ်စက်မှမခံခဲ့ဘူးကိုပါတာကိုလူတဲ့အလူရှင်တွေကြီးပဲစုပြီးလူလိုက်တာဘာစောက်စကားမှလည်းမများဘူးဘာစောက်စီးမှလည်းမလိုဘူးဘာရှိမှလည်းမရှုပ်ဘူးဆိုတော့ရှုပ်ရှင်တဲ့နေတို့ကိုယ်တိုင်ကအကောက်ကို page ဒီရဲ့ဒီ IR family ရဲ့ family ဆိုတဲ့အကောက်ကိုဘယ်သူစပြီးတော့မှ admin လုပ်လဲဘယ်သူထောင်လဲနံပါတ်1ဒီအကောက်ဒီ group chat တွေကိုလုပ်တဲ့ group ကိုဘယ်သူကလုပ် control လုပ်တယ်လဲနံပါတ်3ဘယ်သူဘတ်အကောက်ကိန်လဲနံပါတ်4ဘယ်သူစီရင်ကိန်လဲဒီလူတွေကရှင်းရမယ့်တာဝန်ပဲအားလုံးကတင်ပြတဲ့လောက်ကိုတင်ထားပြီး Facebook မှာဆိုတော့ Facebook မှာတင်ထားတဲ့ဟာကိုအနောက်ကနေလာမေးလို့လဲရှင်းပြရသေးတယ် recording တူးထားတယ်နော်နင့်ကိုဟိုတင်လိုက်မှာနော်ဒီတင်လိုက်မှာနော်ဟိုဟာလောက်လိုက်မှာနော်ဒီလာလောက်လိုက်မှာနော်နဲ့လာမရှင်းရှောင်းနဲ့ recording တွင်းထားမကလို့စောက်စီကြီးပဲတွင်းထားငါကိစ္စမဟုတ်ဘူးငါအလုပ်လည်းမဟုတ်ဘူးခုနကကိုစလိုင်းဒေါ်ရထွက်တာလဲရှင်းရှင်းလေးကြားမှာသူတို့ပတ်စံနေရအောင်စုပြီးပေးလိုက်ရတဲ့နဲ့အာယာအဖွဲ့ပတ်စံဘယ်နှပြားပါလဲဆိုတဲ့စကလုံးတစ်လုံးကအာယာမိသားစုစော်ကားတာမလို့ကိုစလိုင်းဒေါ်ရထွက်တာကိုစလိုင်းကအမှန်ဆိုအေးသူရှင်းမဲ့လူပဲအေးသူရှင်းပြမဲ့အရေးမှာအာယာငွေဘယ်နှပြားပါလဲဆိုတာနဲ့သူဒေါ်ရထွက်လို့သူပြောတာပဲရှိရဲ့အဲဒါကြတော့နင်တို့ရကို့အစ်စ်နဲ့ကိုမနေတတ်ပဲနဲ့ရှေ့ရတိမ်ပြီးတော့မှအနောက်ကနေလဲလာခေါ်လို့လဲလေးလေးဆဆနဲ့ respect ထားပြီးလဲဖြည့်ပေးရသေးတယ်အတန်တွင်းထားတယ်ဟိုရတယ်ဒီရတယ်နော်ဘယ်မှာလဲIRငွေဘယ်နှပြားပါလို့လဲဆိုတော့နင်ကကျွန်းလာတဲ့နေ့ရဲ့စကားကျွန်းနေအတွက်ကြောင့်မလို့ဒီနေ့ကနေစကားလာမပြောနဲ့နောက်ပြီးတော့စည်ရင်းစစ်ရှင်နေဆိုလဲသွားစစ်ကြငါတို့ကတော့ရှင်းရှင်းလေးပဲမေယူကိုမရင်တခွန်းနဲ့ပဲပြောမယ်အနောက်ကနေလှုပ်เสียရှိရလှုပ်တို့ပြောတဲ့တတိရှိရေ bus statement ကို Irene နစ်လူလွတ်လိုက်နစ်လူလွတ်ပြီးအဲ့ bus list ကိုထောက်ပေးမယ်လို့ဆိုတာ sharing ခေါ်တာအဲ့ကြတော့တို့ကိုစီးရင်စစ်ဖို့အတွက်လူလွတ်ရုံပဲရှိရယ်ဒါပဲ bye bye ဒီထက်လည်းထပ်မပြောရှင်အရင်ဟင်းရှက်ရတော့မယ် bye bye ပါနော်ခေါင်းဆောင်တယောက်တည်းနဲ့ group ထောင်တာနင်နဲ့စေးကထောင်မယ်ဆိုလို့ထောင်ပေးလိုက်တာကျန်တဲ့ group တေးသေးလေးတွေကစေးထောင်နေတာငါ့ကိုအမကြီး10ယောက် group အရေးပေါ်15ယောက် group 12ယောက် group နဲ့ group က9 group လောက်ရှိရယ်အကောင်လုံး group ကလောက်တာစေးလောက်တာအများဆုံးဆိုတော့group ထောင်တာကငါမသိတာမဟုတ်ဘူးသိတယ်ငါအဲ့ group ထဲကိုငါအကောက်ကြလို့ပြန်ဝင်ဖို့တောင်မှနင်တို့စီ request လုပ်ရတာဆိုတော့ group ထောင်တာငါမသိတာမဟုတ်ဘူးသိတယ်နင်ထောင်ပေးတာဆိုတော့နင်ထောင်ပေးပြီးနင်တို့အဲ့ group ထဲမှာနင်တို့တောက်ပြဿနာကြီးတသိန်းတန်းမှာဖြစ်လာတဲ့အခါကျမှ group ကိုဖျက်သိမ်းနေဆိုအမှ group ဖျက်သိမ်းတာကော group ထောင်တာကောဖျက်သိမ်းတာကောနောက် group တွေထောင်တာတွေရောအကုန်လုံးထည့်ထားပြီးတဲ့ဆိုတော့ကိုပဲစီးရင်ရှင်းလိုက်ကြတော့ group ထောင်တာမသိတာမဟုတ်ဘူးငါမထောင်တာ group ဘယ်သူထောင်လဲလို့ကိုစလိုင်းကမေးတာgroup ဘယ်သူထောင်တယ်လဲလို့မေးတော့နေရလည်းမထောင်ငါပြောငါမထောင်ဘူး group ကဘယ်သူထောင်တာလဲငါတိတာမတူထောင်ပေးတာနော်မတူထောင်ပေးတာဆိုတော့မတူကလည်း तू မထောင်ဘူးစစ်စစ်ထောင်တာဆိုတော့ဒါဆိုစစ်စစ်ကိုသွားမေးပေါ့နေမထောင်မဲနဲ့နေပါလို့လာဇရာကပ်ပြီးလာအစီရှင်နေတော့နေမထောင်ဘူးဆိုနေဝိန်းနေပေါ့နေစက်ကိစ္စမဟုတ်တော့ဘူးလေနေနဲ့ပါဆိုင်တော့လို့လေမဆိုင်တော့ဘူးလေအစနင်ထောင်ပေးတာလေမတူစီလုံးရှိအားထောင်တယ်လို့ကျွန်တော်လဲIR family ကိုလာစဉ်ကြီး group ကိုထောင်ပေးမယ်ဆိုနင်ထောင်ပေးတဲ့ဟာနင်ထောင်ပေးတာတိတိနဲ့နင်မထောင်ပေးဘူးဆိုနင်မပါလာနဲ့တော့နင်လည်းစောက်စကားပြောစရာအကြောင်းမရှိတော့ဘူးကြောင်းတော့နော်ဆိုတော့မာရီနိုအားနေတာလည်းမရှိဘူးရားနေတာလည်းမရှိဘူးစောက်စကားလည်းမများနိုင်ဘူးခဏလည်းမတက်လာနဲ့ဆိုတော့နံပါတ်1ကျွန်တော်တို့တင်ထားတယ်မိုက်ကယ်ကိစ္စပေါ့နော်မိုက်ကယ်ငွေကိစ္စကိုကျမတို့ကနော်ခဏလေးနော်မိုက်ကယ်ကိစ္စကိုကျမတို့ကဒီဘတ်တောင်းကိစ္စက screenshot တွေထွက်လာတယ်ပေါ့နော် group chat မှာ screenshot တွေထွက်လာတယ်ကိုမိုက်ကယ်ရဲ့ bus list ကတော့ပြတ်သွားပြီပေါ့နော် bus list ပြတ်သွားတဲ့အောက်မှာအဲ့ bus list ပေါ်မှာ
ကိုမိုက်ကယ်ရဲ့ပတ်စံရဲ့ပေါ်ဘတ်စလစ်ပေါ်မှာမိုက်ကယ်လို့ရေးပြီးပြန်ပို့ပေးပါဆိုတော့စာတန်းလေးတစ်ခုထွက်လာတဲ့ခါကျတော့အဲ့ screenshot ကို Irene ကတင်ထားပေးတယ် Irene ရဲ့ Facebook မှာတင်ထားပေးတယ်ပေါ့နော်အဲ့ Irene ရဲ့ Facebook မှာတင်ထားပေးတာကိုမတ်တူကအဲ့ဒီရဲ့ screenshot ကိုစစ်စစ်ကဖြည့်ထားတဲ့ဟာကိုလာတောင်းတယ်အဲ့လိုဖြည့်ထားတဲ့ဟာလာပေးရင်တဲ့သူကစစ်စစ်ကိုတောင်းပန်ခိုင်းမယ်ဆိုတော့ Irene ကကိုစလိုင်းကိုခေါ်ပေးလိုက်တယ်ကိုစလိုင်းရေးဒီလိုတဲ့အဲ့ဒါလှုပ်ပေးလိုက် Irene ကမအားတဲ့အတွက်ဒီဟာကိုသူတို့လိုချင်တဲ့ဒါဆိုသူတို့တောင်းပန်ပေးမယ်လို့ပြောတယ်ဆိုတော့ကိုစလိုင်းကလေဒီ group ကိုဘယ်သူကိန်းတာလဲဒီ group ကအဲ့အချိန်မှာကျွန်တော်မရှိဘူးဘာညာဆိုတော့ခုနတော့မတ်တူကနန်းဆက်တော့မတ်တူက online area ပတုဆိုမိမတွေကပတုပြောတော့ကိုစလိုင်းက2ယောက်လုံးတာလိကလို့ on နေကျွန်တော်မရှင်းတတ်ဘူးဆိုတော့ဆက်ပြောမလို့ပဲရှိသေးတယ်မတ်တူကနားမထောင်မင်းနဲ့ဒီကြရားရဲ့ငွေမှာနင်တို့ IR ဘယ်နှပြားပါလဲဆိုတဲ့အခါကျတော့အဲ့မှာလိုရင်းကိုမရောက်ပဲပြဿနာနောက်တစ်ခုထပ်ပြီးဖြစ်သွားပြီးတော့မှကိုစလိုင်းကဒေါ်ရကြီးထွက်ပြီးပောက်ကွဲပြီးတော့မှသူကလည်းပြန်လေးတန်းတင်းနဲ့ပြောတာပေါ့နော်ကိုစလိုင်းကဆဲတာဆိုတာမလုပ်တတ်တော့သူမဆဲဘူးအာရင်းနာစိတ်တူရင်ဆဲတတ်တာသူမဆဲဘူးမဆဲတော့သူကဒေါ်ရနဲ့သူပြောလိုက်တယ်ဘာကိစ္စနဲ့ငါတို့ကဒီ page ကိုဘာလို့ဖြုတ်လဲတာဝန်ရှိတဲ့လူဒီ page admin ကဘာလို့ page ကိုဖြုတ်တယ်ဆိုလဲဒီ slip တွေကစစ်စစ်လက်ထဲမှာကြံကိုကြံနေရမယ်ဘယ်ရဲ့ဟာသူထုတ်လိုက်ရင်လွယ်လေးကိုဘာလို့လာရှုံနေလဲဆိုသူကဆက်ပြောနော်အာယာမိသားစုမပအောင်ဆိုလို့ရှိရင်ဒီလစင်ကြီးတွေအာယာမိသားစုကပေးလိုက်တဲ့300ကျော်ကဘယ်ရောက်သွားလဲဆိုတဲ့ဟာနဲ့ကိုစလိုင်းကလည်းအနောက်ကိုဒီစစ်စစ်ကြရားသွားတဲ့အချိန်ငွေအမောက်ဘလောက်လဲသူကလည်းပြန်လန်နေတဲ့အချိန်နဲ့ရုပ်တရက်သူမျိုးလာပြောရင်ငါတို့ကရှင်းမတတ်ဘူးเนาะရှင်းမတတ်ဘူးဆိုတော့စင်းရင်ကိန်ငွေကိန်ကနင်တို့ရဲ့စီစီဆိုတော့နင်တိရှင်စီစီစီလာသွားလိုက်เนาะစင်းရင်ကိန်ငွေကိန်ရစီစီအခုမှမိကြောင်မီရေရှင်းပြမသိတယ်လို့မလုပ်နဲ့ तू ရှင်းနဲ့ तू ရိုးသားတယ်ဆိုရင် तू စင်းရင်ကိန်နဲ့ तू ငွေကိန်နဲ့ဘတ်စတိတ်မဲ့လည်း तू ကိန်နဲ့เนาะဒီ group ကြီးမှာလူကြီးတွေကဒီဘတ်ဒီကျမတို့ bus slip ကလေးပါရင်ဒါကဘယ်ကိုလူတယ်ဆိုအဲ့ slip ပေါ်မှာရေးကြတယ်ပြီးရင်အဲ့ဒါကိုစရင်လောက်တဲ့လူကစရင်ထည့်ကြတယ်ပေါ့နော်ဒီမိုက်ကယ်လူတဲ့တတောင်းဒါကမြေပြင်ကဘယ်အဖွဲ့ကိုဘယ်နှတောင်းဘယ်အဖွဲ့ကိုဘယ်နှတောင်းဆိုလူတဲ့ slip ကလေးတွေကိုဒီ group chat ကြီးမှာထည့်ကြတယ်စရင်ရှင်းကြတယ်ပေါ့နော်အဲ့လိုစရင်ရှင်းတဲ့ group ကိုဖျက်လိုက်တယ်အဲ့ group ကိုဘယ်သူလောက်တာလဲဆိုတော့မတ်သူနဲ့စီစီဘယ်တယောက်လောက်မှမသိဘူးမတ်သူကလည်းသူမလောက်ဘူးစီစီကလည်းသူမလောက်ဘူးပေါ့နော်အရင်ကတော့အဲ့ group ထဲကိုဝင်ဖို့တောင်မှအကောက်ကျသွားပြီနောက်တစ်ကောက်နဲ့ဝင်ဖို့တောင်မှသူတို့စီမှာ request ပြန်သွားလောက်ရတဲ့အချိန်နေဆိုတော့ကိုကအရီရဲ့အထာကရှင်းတယ်ဒီနေ့ဒီအချိန်ထိလဲဘသူအလူခံကြမလဲတကယ်ခက်ခဲတဲ့ရောက်ငါရုပ်ပြပေးမယ်ငါអော်ပေးမယ်ငါကိုယ်တိုင်လဲရိုးလူပေးမယ်နင်တို့ဘဏ်အကောင့်တွေယူလားနင်တို့စီရင်နင်တို့လုံးနင်တို့ပတ်စံနင်တို့ယူပါရောက်သွားပြီလားရောက်သွားပြီဆိုပြီးပြီကားတစ်စီးဆိုလဲကားတစ်စီးရောက်သွားပြီလားရောက်သွားပြီပြီးပြီငါတို့ကဇရာမကတ်ဘူးဘာဖြစ်လို့လဲဆိုလိုရှင်တဲ့စိတ်မရှိတဲ့အတွက်ငွေလည်းမကင်ဘူးစီရင်လည်းမကင်ဘူးပြည့်ပြီလားစီရင်လည်းတစ်ခါမှမစစ်ဘူးဘာဖြစ်လို့ငါလည်းမခိုးတက်လို့သူများကိုလည်းငါတခိုးလို့မတတ်မှတ်ဘူးရှင်းတယ်နော်ငါကိုယ်တိုင်ကလည်းမခိုးတက်လို့သူများကိုတခိုးလို့ငါမတတ်မှတ်တဲ့အတွက်ကြောင့်ငါကိုယ်တိုင်ကလည်းတစ်ခါမှစီရင်မစစ်ဘူးမေယူကစီရင်စစ်ပါဆိုသူတိတိကျကျသိလို့စီရင်စစ်ခိုင်းတာသူကနင်တို့ဘာလောက်ထားတဲ့နင်တို့အသိဆုံးနေမှာပေါ့ဆိုတော့သူ့စီကိုသွားလိန်လို့မေယူကလည်းဟိုစုံတောက်ကြီးဒေါ်ဆန်ရှားလိုမျိုးပဲတီးသမျှဟာကြီးအကုန်လုံးသွားတင်းနေတော့သူကစီရင်စစ်မယ်ပေါ်တာဆိုတော့စီစစ်ဖို့နေတတာဘန်စတေးမတ်အောင်မပြောရဲဘဲနဲ့ဒီလိုမျိုးပြဿနာတွေလာမရှာနဲ့ခေါင်းကိတ်တဲ့အာယုံနောက်တယ်စောက်စရာကတ်တယ်ဆိုတော့လို့ရှိရင်စစ်စီသွားကြနင်တို့ထိုင်းနိုင်ငံနီးနီးလေးပဲစစ်ကပြောတယ်စစ်ရှိလာခဲ့တယ်စစ်ချင်တဲ့လူခေါ်ခဲ့တယ်ဘန်စတေးမတ်ထုတ်ပြီးမယ်တဲ့ဆိုတော့မိုက်ကယ်အောက်ကနေမိုက်ကယ်ငစီအောက်ကနေမှငစီတပေါင်းပြဆန်းဆိုတဲ့ကောင်မတွေကစစ်စီကိုသွားနော်စစ်ကိုသွားပြီးတော့မှဘန်ကိုသွားပြီးတော့မှအဲ့ဒီ9လပိုင်းနဲ့10လပိုင်း2လထဲမှာမိုက်ကယ်မိန်းမနဲ့တိတ်လိုက်လို့ရှိရင်1000ရဲ့စလစ်ထွက်လာလိုက်မယ်။နော်အခါကျရင်ဘဒူလိန်လဲဘဒူမလိန်လဲဆိုအဲ့မှာပေါ်တာပဲ။ရှင်းလေးပဲနင်တို့ထိုင်းနိုင်ငံတနိုင်ငံတည်းပဲ။အဝေးရကြော်ပြီးတော့မှရုပ်ပြပြီးတဲ့လူကိုလာပြီးတော့မှစီရင်စစ်ရအောင်ဆိုတာငါငွေကိန်းလိုက်တာလည်းမရှိဘူးငါငွေလူလိုက်တာငါလူလိုက်တဲ့ငွေဘယ်ရောက်သွားလဲငါနင်တို့ကိုမသွားစစ်ဘူး။နင်တို့မယိုးသားလို့ခိုးပြီးလိန်နေတဲ့ခိုးလိန်အုပ်စုတွေကကိုကိစ္စကိုရှင်းကြငါနာလာမပတ်တဲ့နဲ့ရှင်းတယ်နော်ဘိုင်ဘိုင်our family fight and eat ငါတို့ our family ကခွက်ခောက်တဲ့လူတွေအောင်မှမရှိဘူးငါတို့မိသားစုကငါကိုတိန်ကနေစစလိုင်းကနေစကိုစလိုင်းက9သိန်းစားလူတယ်ငါ10သိန်းစားလူတယ်ဟိုလူကြီးတွေမှအစဘယ်နဲ့သိန်းလူတယ်သိန်း100ပြည့်သွားပြီဆို8သိန်း100ဘတ်ဆို8မှာကားတစ်စီးဆိုကားတစ်စီးကားနှစ်စီးဆိုကားနှစ်စီးလှုပ်ပေးလိုက်ကြတာကြီးပဲဆိုတော့ငါတော့ဣဖို့နေတတာငွေကိန်က
နင်တို့ဣပါတယ်ပြောတဲ့နင်တို့ပြန်သွားဟိုငွေကိန်စစ်စစ်ကိုပြန်သွားမင်းငါငွေကိန်ဖူးလားလို့နော်ငွေကိန်ဖူးလားလို့ပြန်သွားမင်းနောက်တစ်ခု तू ပြောနေသေးတယ်ငါရဲ့စိတ်နေဝင်ထုံအကောက်ထဲကိုငွေလွှဲတယ်စိတ်နေဝင်ထုံအကောက်ထဲကိုငွေလွှဲတဲ့ bank statement ငါထုတ်ပြမယ် तू ထုတ်ပြမှာလားနံပါတ်1နော်သူတို့ပြောတယ်စိတ်နေဝင်ထုံရဲ့ bank account ကိုတဲ့တုံးနေတဲ့စိတ်နေဝင်ထုံ bank account စဖွင့်တဲ့နေ့ကနေဒီနေ့အထိထုတ်ဆိုထုတ်ပေးမယ်နော်ငွေမရှိတဲ့အတွက်ကြောင့်မလို့ငါထုတ်ပေးရတာပေါင်းဆိုစအလူခံတဲ့နေ့ကလေးကနေမှဒီနေ့အထိစိတ်နေဝင်ထွန်းရဲ့ဘဏ်အကောင့်ကတသိန်းဘတ်တသိန်းလည်းမရှိဘူးဘတ်2000တောင်မပြည့်ဘူးနော်ဘာဖြစ်လို့လဲဆိုတော့မဝင်မထည့်ကြဘူးမထည့်ကြဘူးနဲတယ် USA ကလည်းအဲ့ထိုင်းအကောင့်ထဲကိုသွားတာမဟုတ်ဘူးဘာလို့မြေပြင်က KP အကောင့်တွေစီကိုဒါလိုက်သွားကြတာများတဲ့ခါကျတော့ဒီထိုင်းဘဏ်အကောင့်ကဒီထိုင်းနိုင်ငံလူအ ਨੇ စုလောက်လေးပဲထည့်တာဖြစ်တဲ့အတွက်ငွေကတောင်းရှိတောင်မရှိဘူးဆိုတော့အလုံးရှိမှဒေါ်လာ1000တောင်မရှိဘူးဟဲ့ဘတ်1000တောင်မရှိတခါတလေဆိုရင်တစ်လလုံးမှာတိတ်ပြီးတော့ okay တယ်ဆိုတော့လတောင်မှအလွန်ဆုံးအာနာကုန်ထန်ကုန်တစ်လလုံးမှာဘတ်9000ပဲရှိရယ်ဘတ်8000ဘတ်9000ဒီလောက်ပဲရှိရယ်အဲ့ဘတ်8000ဘတ်9000ကလည်းငါအတွက်ကငါတာဒီရဲ့ဟိုဗော်လီဘောတစ်လုံးစားတော့မရှိဘူးသူတို့ဗော်လီဘောတနေ့ဗော်လီဘောရိတ်နေတဲ့ဗော်လီဘောတစ်လုံးကဒေါ်လာ120 130တိလား4သိန်း5သိန်းဆိုတော့အဲ့လောက်တော့မရှိဘူးအဲ့တော့နင်တို့စကားလဲပြောစရာလည်းမလိုဘူးစောက်ဖက်လည်းလုံးစရာအကြောင်းလည်းမရှိဘူးဆိုတော့ပြိန်လူမလားလို့ပြောတာတစ်ချက်နင်တို့ယူရှေရောက်ဆောင်တယ်နင်တို့မှပြိန်လူဖို့စပ်ပတ်တောင်ပေါင်စရာမရှိဘူးပုတ်နေလို့ကဲရှင်းတယ်နော်ပြိန်လူမလားဆိုလည်းမလူရဲဘူးစီးရှင်းဆိုတော့လဲငါငွေမကိန်တော့ငါဘယ်စီကိုသွားရှင်းပေးရမှာငွေကိန်တဲ့လူဘသူလဲထုတ်လိုက်တော့အဲ့ငွေကိန်တဲ့လူတွေလော်နေရောခက်တာမေယူကစီးရှင်းပေးလို့អော်တယ်ဘာလို့ဆို तू ကမရင်းငွေမကိန်